ဒီမြင်ကွင်းကတော့ရှင်းနေတဲ့ပရိသတ်အပေါင်းကိုကြောင်အသွားစေခဲ့ပါပြီဒီလူရဲ့ခန္ဓာကိုယ်ကဝန်ဖို့လေတကောင်အဖြစ်ပြောင်းလဲသွားမယ်လို့ဘယ်သူမှထင်မထားခဲ့ကြပါဘူးပါမောက္ခကတော့သူ့လက်စမ်းသတ်မှုကိုရေပတ်မွန်အောင်ဆက်ပြီးရှင်းပြနေတော့မှာပဲချန်ကိုကတော့အသွင်ပြောင်းတာလုံးဝပြီးဆုံးတော့မယ်ဆိုတာသူမသိလိုက်ပါဘူးရှေ့ကပရိသတ်တွေပြာရခက်ပြီးလမ်းဖြတ်နေတာကိုမြင်တော့မှပါမောက္ခကစူးစမ်းချင်စိတ်နဲ့လှည့်ကြည့်လိုက်ပါတယ်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူအကြီးအကျယ်လန့်သွားခဲ့တယ်အားလုံးအသိဝင်လာပြီးထောက်ကြီးကြမယ့်အချိန်မှာတော့နောက်ကျသွားပါပြီပွင့်ပြီးတဲ့တကားပေါက်အားလုံးကိုချက်ချင်းပိတ်ဆို့လိုက်ပါပြီဒီအချိန်မှာဝန်ပုလေလူတာချန်ကိုကတော့ချီနှောင်ထားတဲ့ကျိုးတွေကိုအလေတကူထက်တော့လိုက်ပါပြီဒီလူအုပ်ကြီးကိုအသက်နဲ့ယင်ပြီးပိတ်ဆက်စေရမယ်လို့ပြောနေတယ်လို့ပါပဲမကြောက်မရွံ့တဲ့လက်ထောက်ကနောက်ကနေတိုက်ခိုက်ဖို့ကြိုးစားပြီးမယ်နောက်တစ်စက္ကန့်မှာပဲပါမောက္ခလည်းကြောက်လန့်ပြီးဘေးပေါက်ကနေထွက်ပြေးဖို့ကြိုးစားတယ်ဒါပေမဲ့အရာအလုံးအလကားပါပဲဝန်ပုလေကဖိမှတ်ထားလိုက်ပါပြီဆက်ဖြစ်လာမှာကတော့မတွေးရဲစရာပါပဲဒါကဒီနှစ်ထဲမှာမဖြစ်မနေကြည့်တဲ့တီးထရင်ဖို့ရုပ်ရှင်ကားတကားပါရုံးတင်လိုက်တာနဲ့ online မှာအမှတ်6ကမနဲ့အထိရောက်ထားတဲ့ကားပါမကြည့်ရတဲ့ရင်မူရင်းကားကိုတွားကြည့်လိုက်ကြနော်စိတ်ဖြော့စေရမှာမဟုတ်ဘူး